လူပြောသွားတယ်တောင်းသွားတယ်လှုပ်သွားတယ်လေတင်လဲရတာနော်အချင်းတော့မို့တူပီးနဲ့လာတာဟောနော်မနော်တခါတည်းလှုပ်လိုက်လို့ရတယ်ဟောဘောနော်ဟောနော်မနော်တခါတည်းလှုပ်လိုက်လို့ရတယ်တူပီးနဲ့လာတာတူပီးတော့တိတိတော့ ပုံနာကြီးကဒီ ဟောလား ချင်းနေလိုက်ပြီးကြည့်ရှု ဂျွန်နိုင်တွေပါတယ်နဲ့ငါတို့ကလာတာမင်းငါတို့က ဟာဘယ်ဖွေးရတော့မိကောအော်ဟာတမလုံးနေ အဲ့လိုအော်လမ်းရှောင်ပြီးတာ ညို့ လမ်းချောအော်โอเคဒီကောင်လေးအခုမှရောက်တာဘယ်လိုဖြစ်တာတော့မင်းတို့ကအစင်မရတာ ရောနောက်ကြတယ် အော်စင်ကြီးကိုခါစားနေတဲ့ညီကိုကြီးလို့ကြည့်ရအောင်ဟုတ်ပြီရငါကကျွန်တော်မင်းတို့နှစ်တွဲကဘယ်လိုပြောက်သွားလဲကျွန်တော်တို့ကဒီနေ့ကတော့လုံးဝဟိုလူမျိုးဘอมဘာလဲဘอมဆိုတာ မသိဘူးလေ ฮะมาจากที่ไหน အော်ภูเก็ตปาตองครับ ปะตอง ครับ ประมาณปุ๊ปะตองเหรอ ครับผม คุณปาตองครับ นึกว่าไอ้ อินเดีย ได้ อ๋อครับได้ครับอยู่นานแล้วครับผม อ๋อแล้วอยู่ประเทศอะไรอ่ะ พม่าครับผม พม่า ครับผมสัญชาติเนปาลคนเนปาล โอ้ วันนี้บานก็นะเสียมั้งငါတို့တင်းတော့တာတွေ့လားမင်းကြဖမားครับ พม่ามาทำงานที่นี่ก็เยอะนะครับ ผมครับผม เยอะๆครับโอ้